ဒီနေ့ဗီဒီယိုမှာတော့ The Elements of Never ခံရေးထားတဲ့စာအုပ်ထိပ်က business လုပ်ငန်းရှင်တယောက်အတွက်အဓိကအရေးကြီးတဲ့အချက်၅ချက်ကိုပြောပြပါတယ်။နံပါတ်1ကတော့ specify knowledge ကိုရှာပါတဲ့။လူတိုင်းလုံနေတဲ့ skill တစ်ခုတည်းကိုကျွမ်းကျင်တဲ့ကိုလုံနေတဲ့ကိုစက်ဝင်ထားတဲ့ကိုအရေးချင်းကို knowledge တွေနဲ့ပေါင်းစပ်ပြီးတော့ value တစ်ခုကိုဖန်တီးပါတဲ့။ value ဆိုတာကပြောချင်တာက video တစ်ခုကိုဖန်တီးပါ content တစ်ခုကိုဖန်တီးပါလို့ပြောချင်တယ်ဖြစ်ပါတယ်။ကိုနဲ့တင့်တော်တဲ့ skill ကိုရှာပြီးတော့ကျွမ်းကျင်ကိုလည်းတည်ဆောက်ပါနံပါတ်1အနေနဲ့ကတော့ကိုအတွက်အမေးတန်းအလုပ်လုပ်ပေးမဲ့ leverage ကိုတည်ဆောက်ပါယနေ့ခေတ်လိုမျိုးဆိုချင်မကြခက်မှာကိုတယောက်တည်းအလုပ်လုပ်ပြီးတော့ဦးငွေရှာတာနဲ့မဟုတ်တော့ပဲနဲ့ကိုကအပေါ်မှာပြောထားတဲ့ content တစ်ခုကိုဖန်တီးပြီးတော့ system တကျတည်ဆောက်ဖို့အလွယ်အရေးကြီးလာတယ်ဖြစ်တယ်ကိုမရှိတဲ့ချင်းမှာတော့မှကိုရဲ့ဗီဒီယိုကနေကိုဖန်တီးရတဲ့ဗီဒီယိုကနေကိုအတွက်ဦးငွေပြန်ပြီးတော့ဝင်နေဟောက်ဖြစ်နေတယ်ပါတယ်နံပါတ်3အနေကြတော့ long term ကိုသတ်ဆောက်ဒီပွဲလုပ်ငန်းရှင်တော်တော်များများက3လအတော်တင် business ကြီးရမယ်6လအတော်တင်အောင်မြင်ရမယ် brand ဖြစ်ရမယ်လို့ပြောကြတယ်ရေရှည်မှာအောင်မြင်ဖို့တည်ဆောက်တဲ့အခါမှာတော့ consistent နဲ့ compounding ကအလွန်အရေးကြီးပါတယ်ဥပမာပြောမယ်ဆိုရင်တော့ content video create လုပ်ရတဲ့နေရာမှာလည်း3လ6လအတော်တင်ထက်မှာဟုတ်ပဲပုံမှန်လေးနဲ့နှစ်စဉ်တလည်းဒီမျိုးတွားပြီးတော့တွားလိုက်လို့ရှိရင်ပို့ပြီးတော့ထိအောင်မှုရှိတယ် content creator တော်တော်များများကတပတ်နှစ်ပတ်အတော်တင်မှာအရင်စက်တွားပြီးတော့လှုပ်ဆောင်နေကြပါဒါပေမဲ့ consistency မရှိတဲ့ခါကျတော့တလအတော်တင်မှာတော့ဆက်လက်ချပြီးတော့အလုပ်ရနာကြပါဘူးဆိုတော့ consistency ဆိုတော့အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်နေ့စဉ်ပုံမှန်လေးနဲ့တော့ပေးချင်းကိုတက်ချင်တယ်ပါတယ်ဗီဒီယို content တွေဆိုမှနေ့စဉ်တပုတ်ကိုဆိုင်နဲ့ပတ်သက်ပြီးတော့လားကို skin တစ်ခုခုနဲ့ပတ်သက်ပြီးတော့လားဒီလိုမျိုးတွေကိုပြောချင်တာဖြစ်ပါတယ်အမြန်အောင်ကိုထက်ရေရှည်ကစားနိုင်တဲ့ချင်းကိုပဲရွေးချယ်တာဘယ်လိုလဲဆိုရင်ဒီထဲမှာ business 3 new content ကို miss ရနေတဲ့ team ဆိုရင်တစ်ပတ်20နာရီပဲခံတယ်ဒါပေမဲ့ပညာရေးတော့ကျမ်းမာရေးတော့စီးပွားနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေကို miss ရနေတဲ့ကိုတက်ရောက်ထားတဲ့ဖန်တီးနေဆိုရင်ကို YouTube channel Facebook social media မှာတင်နေဆိုရင်ညစ်ရှိလို့ရတယ်လို့ကြည့်ပါတယ်နံပါတ်၄ reputation ကိုတည်ဆောက်ပါလူတွေကကိုဘယ်လိုမှမမြင်ကြလဲကိုစီခဏဘယ်လိုလာကြလဲကို channel မှာကိုကဗီဒီယိုတင်လိုက်တယ်လူတွေကကိုဘယ်လိုမှမမြင်ကြလဲသူကစီးပွားကျွမ်းကျင်သူဖြစ်တယ်သူက technical ကျွမ်းကျင်သူဖြစ်တယ်သူကယုံရတဲ့သူဖြစ်တယ်သူဆန်ကအရန်ကောင်းတယ်သူဆန်ကဒီလိုမျိုးဆောင်မပေးတယ်ဒီလိုမျိုးလူတွေကကိုမမိလားကိုအနေနဲ့လုပ်ဖို့လိုပါတယ်နံပါတ်5မှာကျတော့ wealthy နဲ့ money ကိုမရောက်ပါနဲ့ money ရှာတာနဲ့ငွေရှာတာနဲ့ wealthy တည်ဆောက်တာမတူဘူးပဲ money ကကိုရလိုက်တဲ့ငွေကြေးပါ wealthy ပန်ဆန်မှုကတော့ကိုမလုပ်ရတဲ့ချိန်မှာတော့မှ value ဖန်တီးပေးတဲ့ပိုင်ဆိုင်မှုဖြစ်တယ်ငွေကြေးရအောင်လုပ်ပေးတဲ့အရာဖြစ်တယ်လို့ပြောလို့ရတယ် wealthy ဆိုတာကကိုရဲ့ငွေနဲ့ပြန်ပြီးတော့ investment လုပ်လိုက်တယ်အင်ငွေလိုက်တယ်အဲ့ဒီအင်ရနဲ့ကိုပြန်ပြီးတော့ငားလိုက်တယ်အဲ့ဒါရလာတဲ့ငွေကို wealthy လို့ပြန်ပြီးတော့ခေါ်ပါတယ်ဖြစ်တယ်ဒါကြောင့် business လုပ်ငန်းရှင်တော်တော်များများတရနေ့ခန့်မှာကကိုမရမှာကဒီနှစ်ဘလောက်ဝင်ငွေဝင်တယ်လေဆိုတာတခုတည်းမဟုတ်တော့ဘဲနဲ့ဒီနေ့ငါဖန်တီးလာတဲ့ပိုင်ဆိုင်မှုက content တွေကနောက်9နှစ်အတော်တည်း value ရှိအောင်မလားဆိုတော့ကိုမေးတန်ဖိုးရှိအောင်မလားဆိုတော့ကိုမေးဖို့လိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့နံပါတ်1ကမှတ်ထားမှာက specify knowledge ကိုတည်ဆောက်ရမယ် leverage ကိုတည်ဆောက်ရမယ်တောင်းသွင်းရမယ် long term gain ကိုစားရမယ် reputation ကိုတည်ဆောက်ရမယ် money ထက် wealthy ကိုတည်ဆောက်ဖို့လိုပါတယ်ဒီစာအုပ်ရဲ့အဓိက lesson ကတော့ပိုပြီးတော့အလုပ်လုပ်ဖို့ထက်ပိုတန်ဖိုးရှိတဲ့အရာကိုတည်ဆောက်ဖို့ပြောချင်ဖြစ်ပါတယ်ကျွန်တော်ကတော့ဝေယူကိုဖြစ်ပါတယ် business marketing entrepreneurship personal growth ပြီးတော့ both summary business both summary နဲ့ပတ်သက်ပြီးတော့နေ့စဉ်ညှောက်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ Facebook YouTube channel လေးကိုလည်း like and follow like and subscribe လုပ်ပေးဖို့အားလုံးကိုလည်းတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်